နံပါတ်1တဖန်ပြန်လည်မွေးဖွားခြင်း reincarnation ပထမဆုံး theory ကတော့ကမ္ဘာဘာသာရေးတော်တော်များများအထူးသဖြင့်ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာမှာလက်ခံထားတဲ့တန်တရား theory ပါဒီနေရာမှာတည်သုံးခြင်းဟာအဆုံးသတ်မဟုတ်ပဲအဝိအစားတစ်လဲလိုက်တယ်လို့ပါပဲလူတစ်ယောက်ရဲ့ရုပ်ခန္ဓာပျက်စီးသွားပေမဲ့စိတ်ဝိညာဉ်သို့မဟုတ်ကံအင်အားကနောက်တစ်ဘဝတစ်ခုပြန်လည်ပေါ်ပေါက်လာတာပါဒါဟာသင်ပြုလုပ်ခဲ့တဲ့ကံပေါ်မှာမူတည်ပါတယ်ကောင်းတာလုံးရင်မြင့်မြတ်တဲ့ဘဝမကောင်းတာလုံးရင်နှိမ့်ကျတဲ့ဘဝကိုရောက်မယ်လို့ဆိုပါတယ်ဒီ theory အရကျွန်တော်တို့ဟာသင်ယူစရာရှိတာတွေကိုသင်ယူဖို့အချိန်ချင်းပြန်လည်မွေးဖွားနေကြတာဖြစ်ပြီးအားလုံးသင်ယူပြည့်မြောက်တဲ့အခါမှာတော့ဒီတန်တရားကနေလွတ်မြောက်သွားမယ်လို့ယူဆကြပါတယ်နံပါတ်2ကောင်းကင်ဘုံနဲ့ငရဲ heaven and hell ဒုတိယတစ်ခုကတော့ Abraham ဘာသာဝင်တွေ Korean အစ္စလာမ်အများဆုံးလက်ခံထားတဲ့ထာဝရအဆုံးဖြတ် theory ပါဒီယူဆချက်အရလူတစ်ယောက်ဟာတစ်ချိန်မဲ့အသက်ရှင်ခွင့်ရှိပြီးတည်ဆုံးပြီးနောက်မှာတော့သူတို့ရဲ့ယုံကြည်မှုနဲ့လုပ်ရက်တွေပေါ်မူတည်ပြီးတရားစီရင်ခြင်းကိုခံရမှာပါဖြောင့်မတ်သူတွေဟာထာဝရငြိမ်းချမ်းတဲ့ကောင်းကင်ဘုံကိုရောက်ရှိမှဖြစ်ပြီးအပြည့်ရှိသူတွေကတော့ပြစ်ဒဏ်ခတ်ရငရဲကိုရောက်သွားပါလိမ့်မယ်ဒီနေရာမှာတည်ခြင်းဟာဘဝတစ်ခုရဲ့ရလက်ထွက်ပေါ်ရာအချိန်ဖြစ်ပြီးပြုပြင်လို့မရတော့တဲ့ထာဝရတည်ရှိမှုတစ်ခုကိုကူးပြောင်းသွားတာဖြစ်ပါတယ်နံပါတ်3ကွန်ပျူတာတူပွားဖန်တီးမှု theory simulation theory သိပ္ပံနဲ့သဒ္ဒနာပေါင်းစပ်ထားတဲ့ခေတ်သစ် theory တစ်ခုကတော့ကျွန်တော်တို့နေထိုင်နေတဲ့စကြောဝဠာကြီးဟာအစင်းမြင့်နည်းပညာတစ်ခုကဖန်တီးထားတဲ့ simulation program တစ်ခုဖြစ်နေနိုင်တယ်ဆိုတဲ့အချက်ပါဒီ theory အရတည်ခြင်းဆိုတာ program တစ်ခုပြီးဆုံးသွားတာဒါမှမဟုတ်နောက် level တစ်ခုကိုတက်သွားတာမျိုးဖြစ်နိုင်ပါတယ်တင်ရဲ့ data တွေတင်ရဲ့မှတ်ဉာဏ်တွေနဲ့အသိစိတ်ကိုနောက်ထပ် program အသစ်တစ်ခုမှပြန်ပြီး upload လုပ်တာမျိုးဒါမှမဟုတ်ဒီ simulation ကိုဖန်တီးသူကတင်ကို research ချလိုက်တာမျိုးဖြစ်နိုင်တယ်လို့ IT နဲ့နည်းပညာကျွမ်းကျင်ပညာရှင်များကယူဆထားကြပါတယ်နံပါတ်4ထာဝရတိတ်ဆိတ်ခြင်း the eternal void ဒီ theory ကတော့သိပ္ပံနည်းကျရုပ်ဝါဒ materialism အပေါ်မှာအခြေခံထားပါတယ်ကျွန်တော်တို့ရဲ့အတွေးခံစားချက်နဲ့အသိစိတ်ဆိုတာအုံနောက်အတွင်းကပျက်စီးစည်းကြောင်းနေနဲ့ဓာတုပေတာတုံ့ပြန်မှုတွေသာဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်အုံနောက်အလုံးမလုံးတော့တဲ့အခါအသိစိတ်ဟာလည်းလုံးဝချုပ်ငြိမ်းသွားမှာဖြစ်ပါတယ်ဒါဟာကြောက်စရာကောင်းတဲ့အမောင်တူထဲမှာပိတ်မိနေတာမျိုးမဟုတ်ပဲဒီမမွေးခင်တုန်းကအခြေအနေအတိုင်းဘာမှမရှိခြင်းစီကိုပြန်သွားတာပါအိမ်မက်မရှိတဲ့အိတ်ဆက်ခြင်းမျိုးလိုလည်းတင်စားကြပါတယ်ဒီအမြင်အရတည်ဆုံးခြင်းဟာအဆုံးစွန်သောအနားယူခြင်းဖြစ်ပြီးလက်ရှိရှင်တန်နေတဲ့အချိန်လေးဟာသာအလွန်တန်ဖိုးရှိတဲ့အခိုက်အတန့်ဖြစ်တယ်ဆိုတာကိုမိမောင်းထိုးပြနေပါတယ်နံပါတ်5 quantum အသိစိတ် theory quantum immortality သိပ္ပံမြတ်ရှင်တချို့ကစွမ်းအင်ဟာဖြတ်စည်းလို့မရဘူးအသွင်ပြောင်းရုံပဲရှိတယ်ဆိုတဲ့နေရာမှာကိုကင်ဆွဲထားပါတယ် biocentrism theory အရအသိစိတ် consciousness ဟာရုပ်ခန္ဓာရဲ့ထုတ်ကုန်မဟုတ်ပဲစကြဝဠာရဲ့အခြေခံစွမ်းအင်တစ်ခုလို့ဆိုပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တည်ဆုံးသွားတဲ့အခါမှာအသိစိတ်ဟာပျောက်ကွယ်မသွားပဲအခြား parallel universe အပြိုင်စကြဝဠာတစ်ခုခုစီကိုကူးပြောင်းသွားနိုင်ပါတယ် quantum theory ဥပဒေတိုင်းရှုထောင့်ကနေကြည့်သင်ဟာစကြဝဠာတစ်ခုမှတည်ဆုံးသွားပေမဲ့တခြားစကြဝဠာတစ်ခုမှတော့ဆက်လက်ရှင်သန်နေနိုင်ပါသေးတယ်နံပါတ်6စကြဝဠာနဲ့တသားတည်းဖြစ်ခြင်း cosmic unity နောက်ဆုံး theory တစ်ခုကတော့ကျွန်တော်တို့ဟာတိကျစီတည်ရှိနေတဲ့ဝိညာဉ်တွေမဟုတ်ပဲစကြဝဠာကြီးရဲ့အစိတ်ပိုင်းလေးတွေသာဖြစ်တဲ့ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်ဒါကိုပင်လယ်ထဲကရေပေါက်လေးတစ်ခုနဲ့နှိုင်းယှဉ်နေရှိပါတယ်ရေပေါက်လေးဟာပင်လယ်ထဲကိုပြန်ကျသွားတဲ့အခါသူ့ရဲ့တိကျပုံသဏ္ဍာန်ပျောက်ကွယ်သွားပေမဲ့ပင်လယ်ကြီးအဖြစ်နဲ့တော့ဆက်ရှိနေပါတယ်ဒီ theory အရတည်ဆုံးခြင်းဆိုတာငါဆိုတဲ့အတ္တအလွာကွာခြားသွားပြီးစကြဝဠာရဲ့အတိုင်းစားမဲ့တဲ့အသိစိတ် universal consciousness တဲ့ကိုပြန်လည်ပေါင်းစည်းသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဟာစကြဝဠာကြီးကသူ့ကိုယ်သူပြန်လည်ခန်းစားသိရှိနိုင်ဖို့ခဏတာပန်တီးထားတဲ့လူသားပုံစံလေးတွေသာဖြစ်ပြီးတည်ခြင်းဟာမူလအရင်းမြစ်စီကိုပြန်သွားခြင်းသာဖြစ်တယ်လို့ယူဆကြပါတယ်